အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဘယ်ကိုသွားမလဲဆိုတော့အလေကနေတနာရီလောက်ပဲဝေးတဲ့ Bridge နဝရစီကိုပါခီးစဉ်ကတော့ကျွန်တော်တို့အသွား9မိုင်ပြန်9မိုင်နောက်ထပ်ကို10မိုင်ပေါ့စောစောရတော့ပထမပါတဲ့သူတွေကျွန်တော်ဒီခီးစဉ်ကိုလောကွတ်တီပါပဲ Let's go ကျွန်တော်တို့အခုတော့စထွက်ပါပြီ။ဒါဒီဥတို့ကတော့မနေ့ပိုင်းဆိုတော့တော်တော်အေးတယ်ကြောင်။အချိန်ကတော့မနေ့6နာရီပေါ့အခုပေါ့။အရှိတစ်ဘက်ကမိုးရွာထားတော့ပတ်ဝန်းကျင်တစ်ခုတော့လောကဆေးဆေးဆူဆူပါပဲ။တရားကိုရဖို့ရေချောရောကျွန်တော်အများကြီးဖျက်ရတော့ဘူးနော်။မိုးရွာထားတဲ့အချိန်ဆိုတော့ရေစီးတော့တော်တော်ကိုတင်းနေပြ။ပုံမှန်အချိန်နဲ့စာရင်အခုချိန်ကရည်နေတဲ့ချိန်ပေါ့တချို့နေရာတွေမှာကြောက်ခဲတွေကချောတော့လမ်းလျှောက်ရတော့ဒီလိုထားရတယ်ကျွန်တော်တို့အခုမြင်နေရတဲ့တောက်တန်းကဆန်ဂရေးဗီကိုတောက်တန်းတွေပေါ့ဒီကလေတောက်တဲ့တမိုင်ခွဲလောက်ဆက်လျှောက်နေကျွန်တော်တို့တရားစီကိုရောက်ပြီပေါ့နော်ကျွန်တော်တို့အခုတော့တရားစီကိုရောက်ပါပြီတောင်းတဲ့ကြီးထဲမှာဘယ်ကောင်မှဆက်သွားလို့မရတော့တရားစီပေါ့ဗျာပြီးရင် Bridge နဝရောက်လာပြီးတော့နောက်တစ်ခုလို့ရမှအရာကျွန်တော်တရားပေါ်ကနေခိုးချလို့ရတဲ့အရာဖြစ်ပါတယ်ကျွန်တော်ဈေးကတော့အတိအကျရမမှတ်ပြီးတော့ပါဘူးသူက100ကိုဒေါ်လာ100စောစောတော့ပေးရပါတယ်ကျွန်တော်တို့အခုတော့ခဏနားပြီးတော့ရေကိုဝဲတရားအောက်ဆင်းနေပါပြီကျွန်တော်တို့အခုအောက်ကိုရောက်ပြီးတော့ခဏနားတယ်ပြီးတော့အခုရေကူးကြတာပေါ့နော်ကျွန်တော်တို့သွားတဲ့အချိန်ကတော့ကြီးစဲပါဖြစ်နေတော့ရေကတော့တော်တော်အေးတယ်ဗျအခုကတော့ကျွန်တော်လှည့်ပါကျွန်တော်ကတော့ဘယ်နေရာကိုပဲရောက်ရေကတော့ဖြစ်အောင်ကူးပါလေတုံးနေပြီတုံးနေပြီစိတ်ညစ်တယ်ဒါကတော့ဒုတိယတစ်ခေါက်ပါခုံတယ်ရေငုတ်တယ်ကဲကျွန်တော်ဒီနေ့ blog လေးကတော့ဒီလောက်ပါပဲတချို့တောက်တက်ရတာပဒနာပါတဲ့သူတွေစောစားရတာကြိုက်တဲ့သူတွေဆိုဒီနေ့တစ်ခေါက်တောက်ဖို့တော့အကြံပေးကြပါလေဗီဒီယိုအစိုးရကြည့်ပေးတဲ့အတွက်လည်းကိုတို့ကိုကျေးဇူးတင်ပါတယ် bye bye see you in the next video felt a kind of love like this before you took all the worries from my mind darling please forgive me if I stay a little more